တွန်းဆိုတဲ့စကားလုံးကိုကြားလိုက်ရင်မိတ်ဆွေတို့ရဲ့ခေါင်းထဲမှာဘာအရင်ဆုံးမြင်အောင်လာကြလဲဗျအယောင်တွေးစုံနေတဲ့ဇက်ကောင်တွေရည်စရာဟာသားတွေဒါမှမဟုတ်ဟာခလေးကလားတွေပါကွာလို့မြင်မိကြမှာလားဒါပေမဲ့ကာတွန်းပုံစံနဲ့တင်ဆက်ထားတဲ့စိတ်ကူးရင်ဇလန်တချို့ဟာလူပေါင်းတန်းချီကိုမျက်ရည်ကျစေခဲ့တယ်ဘယ်တော့မှအရှုံးမပေးဖို့စိတ်သက်ခွန်အားတွေပေးခဲ့တယ်ပြီးတော့လူတွေရဲ့ဘဝအမြင်ကိုပါပြောင်းလဲပစ်ခဲ့တယ်လို့ကျွန်တော်ပြောရင်ခင်ဗျားတို့ယုံပါလားဒီနေ့ခေတ်မှာ anime ဆိုတာဂျပန်နိုင်ငံကလာတဲ့ဖျော်ဖြေရေးတစ်ခုတတ်တယ်မဟုတ်တော့ပါဘူးကမ္ဘာနိုင်ငံတိုင်းလိုမှာ fan base တွေအများကြီးရှိနေတဲ့တကမ္ဘာလုံးဆိုင်ရာရေပန်းစားမှုကြီးတစ်ခုဖြစ်နေပါပြီဒါဆိုကမ္ဘာကြီးကဘာကြောင့် anime ကိုဒီလောက်တောင်ယူမူဆွဲလန်းသွားကြတာလဲဆိုရဲမိခွန်းရဲ့အဖြေကိုကျွန်တော်တို့အတူရှာဖွေခန်းစားကြရအောင်ဗျ Remember me Don't let it make you cry For even if I'm far away I hold you in my heart I sing a secret song to you each night we are apart Chapter 1 Anime ဆိုတာကလေးတွေအတွက်ကြီးပဲမဟုတ်ပါဘူး Anime နဲ့ပတ်သက်ပြီးလူတွေအလွဲကြီးလွဲနေကြတဲ့အချက်က Anime ဟာကလေးတွေကြည့်ဖို့ပဲဆိုတဲ့အချက်ပါပဲတကယ်တော့ Anime ဟာအသက်အရွယ်ဆုံးအလွှာဆုံးအတွက်ဇလန်းတွေကိုပုံဖော်ပေးနေတာဖြစ်ပါတယ်ရင်ထဲကိုတိုက်ရိုက်ထိစေမဲ့စွန့်စားခန်းတွေစိတ်ပညာဆိုင်ရာပဲတက်ရင်ဖို့ psychological thriller တွေသမိုင်းနောက်ခံ drama တွေသိပ္ပံစိတ်ကူးရင် sci-fi တွေအချစ်ဇလန်းအာကစားလျှို့ဝှက်စမ်းကြယ်နောက်ဆုံးတတ်တန်ဒီကဗေဒနိုင်ငံရေးနဲ့စစ်ပွဲတွေအကြောင်းထိလက်နက်ရှိုင်းပုံပေါ်ထားတဲ့ဇလန်းတွေအများကြီးရှိပါတယ်ရိုးရိုးတမန်ရိုးကြကာတွန်းတွေနဲ့မတူတာက anime တွေဟာဆုံးရှုံးမှုတိတ်ဆက်မှုတငယ်ချင်းတန်ရောစဉ်ခွဲခြားဆက်ဆံခံရမှုအချင်းပြတ်ချစားမှုဒါမှမဟုတ်ဘဝရဲ့အတိတ်ပဲစတဲ့ခက်ခဲနက်နဲတဲ့အကြောင်းအရာတွေကိုပွင့်ပွင့်လင်းလင်းချပြဖို့ဝန်မလေးကြတယ်လို့ဖော်ပြနိုင်စွမ်းနဲ့ကိုယ်စီရှိနေကြပါတယ်ဒါကြောင့်မလို့လေအသက်အရွယ်မရွေးလူဒန်းစားမရွေးဟာသူတို့ရဲ့ရင်ထဲကိုတိုက်ရိုက်ထိမှန်စေမဲ့ anime တစ်ခုခုကိုအမြဲတမ်းရှာဖွေတွေ့ရှိနိုင်ကြတာပါ anime ဟာဖြောပြရေးတက်တယ်မဟုတ်ပါဘူးလူတွေရဲ့တွေးတောဆင်ခြင်နိုင်စွမ်းတွေကိုပါလှုံ့ဆော်ပေးနိုင်ပါသေးတယ်ဗျ Chapter 2 လူသားဆန်တဲ့ဇာတ်ကောင်များ anime တွေဒီလောက်ထိနာမည်ကြီးလာရတဲ့အကြီးမားဆုံးအကြောင်းရင်းကတော့ဘယ်တော့မှမေးလို့မရမယ့်ဇာတ်ကောင်တွေကြောင့်ပဲဖြစ်ပါလိမ့်မယ်ဗျသူတို့တွေဟာပြည့်ပြည့်စုံနေတဲ့ super hero တွေမဟုတ်ကြပါဘူးသူတို့အမားလွတ်တက်ကြတယ်ရှုံးနေဖူးကြတယ်ငိုကြွေးတက်ကြတယ်ပြီးတော့တစ်ခါတလေမှပြန်မတည့်ရနိုင်ဖို့ခွန်အားတွေမရခင်မှာအရာအလုံးကိုဆုံးရှုံးလိုက်ရတာမျိုးလည်းရှိပါတယ်ဥပမာနာရူတိုကိုပဲကြည့်ပါလူတိုင်းရဲ့အပေခံအတိကျန်ဆန်ခဲ့တဲ့ကောင်းလေးသူဟာအရှုံးပေးမဲ့အစားလူတွေရဲ့အတိမတ်ပြုမှုကိုရဖို့ဘသူထက်ကိုမဆိုပို့ပြီးကြိုးစားခဲ့ပါတယ်ဒါမှမဟုတ် One Piece တဲ့က Monkey D. Luffy သူ့ရဲ့အိမ်မက်ကပင်လယ်ဓမြဘီရင်ဖြစ်လာဖို့တင်မဟုတ်ပါဘူးသူတငယ်ချင်းတွေကိုကာကွယ်ဖို့အတွက်သူတန်ဖိုးထားရတဲ့လူတွေကိုဘယ်တော့မှပြစ်မထားဖို့အတွက်နဲ့ဘဝကြီးကိုလွတ်လပ်မှုစိတ်လှုပ်ရှားစရာအပြည့်နဲ့ပြတ်တန်းနိုင်ဖို့ဖြစ်ပါတယ် Dragon Ball က Goku ဆိုရင်လေကျွန်တော်တို့ဘလောက်ပဲတန်မာလာပါစေကျွန်တော်တို့ရဲ့ရှေ့မှာရင်ဆိုင်ရမယ့်စင်ကော်မှုအသစ်တွေကအမြဲတမ်းစောင့်ကြိုနေတယ်ဆိုတာကိုတတိပေးနေတယ်လို့ပါပဲဒီဇက်ကောင်တွေကလူပေါင်းတန်းချီကိုစိတ်သက်ခွန်အားပေးနိုင်ရခြင်းကသူတို့ရဲ့ရုန်းကန်ရမှုတွေကကျွန်တော်တို့ရဲ့လက်တွေ့ဘဝနဲ့ထပ်တူကြနေလို့ပါပဲသူတို့နိုင်ရင်ကျွန်တော်တို့လည်းပျော်ရတယ်သူတို့ရှုံးရင်ကျွန်တော်တို့လည်းခံစားရတယ်ပြီးတော့သူတို့ရဲ့လဲကျမှုတွေကလဲကျတာဟာလောကကြီးရဲ့အဆုံးသတ်မဟုတ်ဘူးအရှုံးပေးလိုက်တာကမှတကယ်အဆုံးသတ်ဆိုတာကိုကျွန်တော်တို့ကိုသတိပေးနေပါတယ် Chapter 3လူတန်ပေါင်းများစွာကိုတုံလှုပ်စေခဲ့တဲ့ဇာတ်လမ်းများ anime ကိုတာမန်ဖြောပြရေးတွေနဲ့တိတိတတ်တာကွက်ပြားသွားစေတဲ့အချက်ကတိုက်ခိုက်တဲ့ action ခန်းတွေကြောင့်တင်မဟုတ်ပါဘူး fan တွေကိုနှစ်ပေါင်းများစွာကြာအောင်ရင်းခုန်ဆွေးနွေးစေခဲ့တဲ့မိမရနိုင်ခဲ့တဲ့အခိုက်အတန့်တွေကြောင့်လည်းပါဝင်ပါတယ်ဥပမာ One Piece ကိုပဲကြည့်ပါဒီဇလန်တွဲရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်တစ်ခုဖြစ်တဲ့ God Valley Incident ရဲ့နောက်ွယ်ကအမှန်တရားကိုသိဖို့ fan တွေဟာဆယ်စုနှစ်နဲ့ချီပြီးစောင့်ဆိုင်ခဲ့ကြရပါတယ်ဒါဟာဝါရင်ပင်လယ်ဓမြကြီးတွေ Marine လို့ခေါ်တဲ့စွားကြီးရေတပ်နဲ့လျှို့ဝှက်စမ်းကြယ်တဲ့ကမ္ဘာဆိုရတို့အထိပတ်သက်ဆက်နွယ်နေတဲ့ကြီးမားလာတဲ့သမိုင်းဝင်ဖြစ်ရတစ်ခုပါဒ
ဒီနေ့အချိန်ထိအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးအချက်လက်အသစ်တစ်ခုထွက်လာတိုင်းတကဘာလုံးက anime community တစ်ခုလုံးလှလှရှာရှာဖြစ်သွားရတာဟာကောင်းမွန်တဲ့လျှို့ဝှက်ချက်ဇာတ်လမ်းတစ်ပုဒ်က fan တန်းပေါင်းများစွာကိုနှစ်ပေါင်းများစွာကြာအောင်ဆွဲဆောင်ထားနိုင်တဲ့ဆိုတဲ့သက်သေပါပဲနောက်ပြီး Attack on Titan ခေတ်သစ် anime သမိုင်းမှာအမှောင်မိုက်ဆုံးဇာတ်လမ်းတွေထဲကတစ်ခုပါ Eren Yeager ဟာထိတ်လန့်ခြောက်ခြားစရာ Rumbling ကိုစတင်ပြီးကမ္ဘာလူဦးရေရဲ့80%ကိုအဆုံးသတ်ပြီးချိန်မှာကြည့်ရှုသူတွေအားလုံးမဲခွန်းတစ်ခုရဲကိုပဲပြိုင်တူမေးခဲ့ကြပါတယ်။သူဟာသူရဲကောင်းလားဒါမှမဟုတ်ဗီလိန်လားဆိုတာပါပဲ။သူချစ်ရတဲ့ Paradise ကျွန်းနဲ့လူတွေကိုကာကွယ်ဖို့အတွက်သူ့မှာဒီနီလန်းကလွဲလို့တခြားရွေးချယ်စရာမရှိတော့လို့လား။ဒါမှမဟုတ်တန်တမန်နီလန်းနဲ့သာဖြစ်ရှင်းခဲ့ရင်anime သမိုင်းမှာအဆိုးရွားဆုံးလူအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုကိုတားဆီးနိုင်ခဲ့မလား။နှစ်တွေအကြာကြီးအထိ Eren ရဲ့ဆုံးဖြတ်ချက်အပေါ် fan တွေအသေးအတန်ညှိခုန်နေကြတော့ပဲဆိုတဲ့အချက်ကဇလန်တပုတ်ရဲ့ပုံဖော်တင်ဆက်မှုဘလောက်ထိစွမ်းတက်လဲဆိုတာကိုပြသနေတာပါစုထအချိန်မြောက်ကမ္ဘာနေကြစစ်ပွဲကြီးမှာတကယ့်ရန်သူအစစ်မှန်ကိုအနိုင်ယူပြီးတဲ့နောက်လူတိုင်းကငြင်းချမ်းရေးရပြီလို့ပဲထင်ခဲ့ကြတာဒါပေမဲ့နာရူတိုနဲ့ဆာစကဲတို့ဟာနောက်ဆုံးတိုက်ပွဲတစ်ခုကိုထပ်ပြီးဆင်နွှဲခဲ့ကြပါတယ်ဘာလို့လဲဘာဖြစ်လို့လဲဆိုတော့သူတို့ဟာတယောက်နဲ့တယောက်မုံတီးနေလို့တိုက်ခိုက်နေကြတာမဟုတ်ပဲငြိမ်းချမ်းရေးအပေါ်ထားရှိတဲ့မတူညီတဲ့အမြင်တစ်ခုအတွက်တိုက်ခိုက်နေကြတာမလို့ပါနာရူတိုကလူတွေဟာယုံကြည်မှုတန်ရောစင်နဲ့ပူပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့်တယောက်ကိုတယောက်နားလည်ပေးနိုင်ကြလိမ့်မယ်လို့ယုံကြည်ခဲ့ပါတယ်ဒါပေမဲ့ဆာစကဲကတော့စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာလူတယောက်ထဲကပဲကဘာကြီးရဲ့မုံတရားတွေအားလုံးကိုရင်ဆိုင်ထမ်းပိုးပြီးအမောင်တွေကနေအောက်ချုပ်မှသာရနိုင်မယ်လို့ယုံကြည်ခဲ့တာပါသူတို့နှစ်ယောက်စလုံးဟာငြိမ်းချမ်းရေးကိုတန်ဖိုးထားကြတယ်လို့ကဘာကြီးကလည်းကက်တင်ချင်ခဲ့ကြတာပါဒါပေမဲ့ပန်းတိုင်တူပေမဲ့လားရမတူတဲ့ဒီစက်ကျင်ဘက်အမြင်တွေကပဲစတုထအနေနဲ့စစ်ပွဲကြီးပြီးတာတော့သူတို့နှစ်ယောက်ကိုဆက်ပြီးအသေးအကြီးတိုက်ခိုက်စေခဲ့ပါတယ်ဒီလိုအခိုက်အတန့်တွေကိုလူတွေအမှတ်ရနေကြတာဟာလှပစံပြတဲ့ animation တွေကြောင့်ကြီးပဲမဟုတ်ပါဘူးတရားမျှတမှုလွတ်လပ်မှုပေးဆက်မှုပြီးတော့ကိုချစ်ရတဲ့သူတွေကိုကာကွယ်ရဆိုတာဘာလဲဆိုတဲ့ခက်ခဲတဲ့မေးခွန်းတွေကိုကျွန်တော်တို့ကိုပါတွေးတောလာအောင်စင်ကုန်နေလို့ပါပဲဒါကြောင့်မလို့လဲ anime တစ်ခုပြီးသွားရင်တောင်အဲ့ဒီအကြောင်းအရာကို fan တွေကဆက်ပြီးဆွေးနွေးနေကြတာဖြစ်ပါတယ်တချို့ဇာတ်လမ်းတွေကကျွန်တော်တို့ကိုဖြောပြပေးရုံပဲဒါပေမဲ့anime ကတော့ကျွန်တော်ရဲ့စိတ်ထဲမှာနှစ်ပေါင်းများစွာဆွဲထင်ကြံ့ရမဲ့ဇာတ်လမ်းတွေကိုပေးစွမ်းတာပါ Chapter 4 ကာတွန်းရုပ်လေးတွေထက်ပိုတဲ့အရာ anime ဆိုတာလှပတဲ့ animation တွေတင်မဟုတ်ပါဘူးဇာတ်လမ်းအပြောဆို storytelling ပိုင်းလည်းပါဝင်ပါတယ်နောက်ခံတေးဂီတ soundtrack တိုင်းစိတ်လှရှားစရာကောင်းတဲ့အခန်းတိုင်းအမိုက်စား battle sense တွေတိုင်းပြီးတော့နှုတ်ဆက်ခွဲခွာရတဲ့အခန်းတိုင်းဟာကြည့်ရှုသူတွေရဲ့ရင်ထဲကိုတစ်ခုခုခံစားရစေဖို့တည်တည်ချာချာဖန်တီးထားတာဖြစ်ပါတယ်။နှစ်တွေကြာလာတာနဲ့အမျှ anime ဟာတစ်ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုကြီးတစ်ခုဖြစ်လာခဲ့ပါပြီ။ cosplayer တွေကသူတို့နှစ်သက်တဲ့ဇာတ်ကောင်တွေအတိုင်းအသက်သွင်းဝတ်ဆင်လာကြတယ်။ fan တွေက event တွေ convention တွေမှာစုဆုံကြတယ်။ artist တွေကအမိုက်စား fan art တွေကိုဖန်တီးကြတယ်။ပြီးတော့လူပေါင်းတန်းချီဟာအပတ်စဉ်ထွက်ရှိလာမဲ့အပိုင်းသစ်တွေ manga chapter သစ်တွေကိုစောင့်မျှော်ပြီးဆွေးနွေးငင်းခုန်နေကြပါတယ်။ streaming platform တွေကလည်းဂျပန်ကာတွန်းတွေကိုစိုက်နှစ်သက်လိမ့်မယ်လို့တခါမှမတွေးဘူးခဲ့တဲ့ပရိသတ်အသစ်တွေစီကို anime တွေကိုပုံမှန်ပို့ဆောင်ပေးနေပါတယ်။ဒီနေ့ခေတ်မှာ anime ဟာဂျပန်နိုင်ငံရဲ့အကြီးမားဆုံးယဉ်ကျေးမှုဆိုင်ရာပို့ကုန်တစ်ခုဖြစ်လာခဲ့ပါပြီ။သူ့ရဲ့လွှမ်းမိုးမှုဟာရုပ်ရှင်ဂီတ fashionဗီဒီယိုဂိမ်းတွေနဲ့ပညာရေးကဏ္ဍတွေအထိပါပြန့်နှံ့နေပြီဖြစ်ပါတယ်။ဒါဟာဖြောပြရေးတသက်ဆိုတဲ့အမြင်ကိုကျော်လွန်ပြီး cultural impact လို့ခေါ်တဲ့ယဉ်ကျေးမှုဆိုင်ရာရိုက်ခတ်မှုတစ်ခုဖြစ်လို့လာခဲ့ပါပြီ။ビンクスの酒を届けに行くよ海風気任せ波任せ潮の向こうで夕日も騒ぐ空にゃ輪をかく鳥の歌
さよなら港紬の里よどんと一丁歌を船出の歌金パ銀パもしぶきに変えて俺たちは行くぞ海の限りビンクスの酒を届けに行くよ我ら海賊海割ってく波を枕にねぐらは船よほにはったにけたってはどくろကဲဗီဒီယိုရဲ့အဆုံးသက်အနေနဲ့ anime တွေကိုလူတွေပါကြောင့်အသက်အရွယ်မရွေးဆွဲလန်းနှစ်သက်နေကြတာလေ anime တွေကိုကြည့်သင့်လားဆိုတဲ့မိကုန်းနှစ်ခုနဲ့အဆုံးသက်ချင်ပါတယ်ဗျပထမမိကုန်းရဲ့အဖြေကတော့ anime တွေဟာစိတ်သက်ခွန်အားပေးတဲ့ဇာတ်လမ်းတွေဘဝရဲ့အရေးကြီးတဲ့အခိုက်အတန့်တွေဇွဲလုံလဝရိယတငယ်ချင်းတန်ရောစဉ်တတိနဲ့မျောလင့်ချက်တွေကိုပုံစံမျိုးစုံနဲ့ကျွန်တော်တို့ရဲ့ရင်ထဲထိရောက်အောင်စွမ်းဆောင်ပေးနိုင်နေကြလို့ပါပဲတခါတလေမှာဘဝကခက်ခဲပင်ပန်းလာတဲ့အခါအနီမေထဲကခက်ခဲမှုတွေကိုရင်ဆိုင်ကျော်လွှားခဲ့တဲ့ဇက်ကောင်တစ်ခုရဲ့ဇက်ဝင်ခန်းတွေကကျွန်တော်တို့ရှောက်လန်းနေတဲ့လမ်းကိုပြန်ပြီးယုံကြည်လာအောင်ကူညီပေးနိုင်ပါတယ်ခမ ्या ကနာရူတိုရဲ့အိမ်မက်နောက်လိုက်နေတာကိုပဲကြည့်ကြည့်လူဖီရဲ့လွတ်လပ်မှုစီရွက်လွတ်နေတာကိုပဲကြည့်ကြည့်ဒါမှမဟုတ်တခြားမင်းမရနိုင်တဲ့ဇက်ကောင်တစ်ကောင်ရဲ့ခီးစဉ်အသက်တွေကိုပဲကြည့်ကြည့်တူညီတဲ့အကြောင်းအရာတစ်ခုကအမြဲကိုစီရှိနေတတ်ကြပါတယ်အဲ့ဒါကအနီမေဆိုတာထိုင်ကြည့်ရုံတသက်တင်မဟုတ်ပဲကျွန်တော်တို့ရဲ့စိတ်တကားကိုဖွင့်လှစ်ပြီးကိုယ်တိုင်ခံစားသိရှိရတဲ့အတွေ့အကြုံတစ်ခုဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲလူပေါင်းတန်းချီဟာသူတို့ကိုယ်သူတို့အနီမေဖန်တွေပါလို့ဂုဏ်ယူစွာပြောနေကြတာဖြစ်ပါလိမ့်မယ်ဒုတိယမေခွန်းကတော့မိတ်ဆွေတို့ကိုယ်တိုင်ပဲဖြေကြည့်ကြပါဗျကဲဒါဆိုရင်ခမ ्या တို့ရဲ့ဘဝကိုပြောင်းလဲပေးခဲ့တဲ့ပထမဆုံးအနီမေကဘာဖြစ်မလဲအကယ်၍ကျွန်တော်ဗီဒီယိုကိုသဘောကျပြီးအနီမေတွေကြည့်ဖြစ်ရင်ဘယ်အနီမေကိုအရင်ဆုံးကြည့်ကြမလဲအဖမ်းမကြည့်ရင်အောက်က comment မှာကျွန်တော်ကိုပြောပေးခဲ့ကြပါဦးဗျာဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်Save it. See red and blues, I hit the